ဒီနေ့စိတ်မပါဘူးမလောက်ချင်ဘူးနောက်နေ့မှပဲလုပ်မယ်ဒီလိုပြောပြီးတရက်ပြီးတရက်ရွှေ့နေပြီလေဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါအမှန်တော့ဘဝမှာအမြဲတမ်း motivation ရှိနေမှာမဟုတ်ပါဘူးတချို့နေ့တွေမှာပင်ပန်းမယ်တချို့နေ့တွေမှာစိတ်ညစ်မယ်တချို့နေ့တွေမှာဘာမှမလုပ်ချင်ဘူးဒါပေမဲ့ကိုယ့်ရဲ့အိမ်မက်တွေကတော့မင်းစိတ်ပါမှငါစောင့်မယ်လို့မပြောဘူးအောင်မြင်တဲ့လူတွေနဲ့မအောင်မြင်သေးတဲ့လူတွေကြားမှာအကြီးမားဆုံးကွာခြားချက်တစ်ခုကစိတ်ပါမှလုပ်တာလားလုပ်ရမယ်ဆိုလုပ်တာလားဆိုတာပါစိတ်မပါလဲစားတမျက်နှာဖတ်ပါလေ့ကျင့်ခန်း10မိနစ်လုပ်ပါကိုလုပ်ရမယ့်အလုပ်တွေကတစ်ခုကိုစလုပ်ပါအများကြီးလုပ်ဖို့မလိုပါဘူးစဖို့ပဲလိုတာပါတနေ့မှာတေးသေးလေးလုပ်တာကဘာမှမထူးခြားတယ်လို့ခံစားရနိုင်တယ်ဒါပေမဲ့အဲ့ဒီတေးသေးလေးတွေကပဲတစ်လကြာရင်အလေးကျင့်ဖြစ်လာတယ်တစ်နှစ်ကြာရင်ကိုယ့်ဘဝကိုပြောင်းလဲပြီးနိုင်တယ်ဒီနေ့စိတ်မပါဘူးဆိုရင်ကိုမေးကြည့်ပါအကုန်လုံးနိုင်မလားမဟုတ်ဘူးအနည်းဆုံးဘာတစ်ခုလုံးနိုင်လဲစိတ်ပါလာမှစမယ်ဆိုရင်စတင်ရမယ့်နေ့ကအမြဲရွှေ့နေမှာပါဒါကြောင့်စိတ်မပါလဲလုပ်ပါပင်ပန်းလဲနည်းနည်းဆက်လုပ်ပါနှင်းနေလဲရပ်မနေပါနဲ့ဒီနေ့အတွက်အနည်းဆုံးတစ်ခုတော့စလုပ်လိုက်ပါမင်းရဲ့အနာဂတ်ကမင်းဒီနေ့လုပ်တဲ့အရာလေးတွေကနေစတင်တာပါ